ဂျပန်နိုင်ငံကယာကူဇာတွေဘာဖြစ်သွားတာလဲဂျပန်နိုင်ငံမှာယာကူဇာတွေတကယ်ရှိပါတယ်ဒါပေမဲ့ရုပ်ရှင်တွေဇလန်းတွေတဲကလို့တော့ဓာတ်တွေတနက်တွေကင်ပြီးလမ်းမတွေပေါ်မှာတိုက်ခိုက်နေကြတဲ့ဂုံတိတ်ခါကိုအသက်ထက်တန်ဖိုးထားတဲ့ဆိုတဲ့ပုံစံမျိုးနဲ့တော့အပြင်လက်တွေမြေပြင်မှာအများကြီးကွာခြားပါတယ်ရုပ်ရှင်တွေထဲမှာတော့သူတို့ကိုအလွန်ဆွမ်းဆောင်ရည်ထက်မြက်ပြီးသူရဲကောင်းဆက်ဆံပုံဖော်လေးရှိကြပေမဲ့တကယ်လက်တွေနဲ့လက်ရှိအချိန်ကာလမှာတော့သူတို့ရဲ့ရည်တည်မှုကအရင်ခေတ်တွေကလောက်ဩဇာအာဏာမကြီးမားတော့ပါဘူးဂျပန်ယာကူဇာတွေရဲ့တမိုင်းအစဟာ16ရာစုလောက်ကအဲ့လိုခေတ်ကနေစတင်မြေပြားခံလာတာဖြစ်ပါတယ်။သူတို့ကရုတ်တရက်ကြီးလူဆိုးခိုင်းအနေနဲ့ပေါ်လာတာမျိုးမဟုတ်ပဲလူအဖွဲ့အစည်းရဲ့အောက်ခြေလူဒန်းစားတွေထဲကနေတဖြည်းဖြည်းပေါက်ဖွာလာတာပါ။ယာကူဇာဆိုတဲ့နာမည်ကအိုအီချိုကာဘူးလို့ခေါ်တဲ့ဂျပန်ရိုးရာဖဲကစားနည်းကနေဆင်းသက်လာတာဖြစ်ပါတယ်။အဲ့ဒီကစားနည်းမှာကတ်3ကတ်ဖြစ်တဲ့8-9နဲ့3ကိုပေါင်းလိုက်ရင်အမှတ်20ရပြီးဘူးပိတ်နဲ့အရှုံးအခြေအနေကိုရောက်သွားတတ်ပါတယ်။ဒါကြောင့်မို့လို့လူအဖွဲ့အစည်းမှာတန်ဖိုးမရှိတဲ့လူတွေဒါမှမဟုတ်အသုံးမကျတဲ့သူတွေဆိုတဲ့အတိတ်ပဲနဲ့ယာကူဇာဆိုတဲ့ဝေါ်ဝါဒကိုစတင်အသုံးဆွဲခဲ့ကြတာဖြစ်ပါတယ်။တမိုင်းကြောင်းရကြည့်ရင်ဒီအဖွဲ့အစည်းရဲ့အဓိကဘိုးဘွေးတွေဟာအဲ့လိုခေတ်ကအုပ်စုနှစ်စုဖြစ်တဲ့တက်ကီယာနဲ့ဘာကူဒိုတို့ကနေဆင်းသက်လာတယ်လို့တမိုင်းပညာရှင်တွေကသတ်မှတ်ထားကြပါတယ်။တက်ကီယာဆိုတာကပွဲတော်တွေနဲ့လမ်းဘေးတွေမှာပစ္စည်းချရောက်တဲ့ဈေးတဲ့အလွှာဖြစ်ပါတယ်။သူတို့ဟာကိုအုပ်စုနဲ့ကိုစီစီလုံးလုံးနေထိုင်ကြရင်းကနေနေမြေပိုင်းခြားတာတွေနဲ့ဈေးတိုင်းဆိုင်ကနေရာချထားပေးတာတွေကြောင့်ကိုပိုင်စီးမြင့်တွေတတ်မှတ်လာကြပါတယ်။အဲ့ဒီအချိန်ကစပြီးအိုယာကွန်းကိုဘုံလို့ခေါ်တဲ့ဖခင်နဲ့သားပုံစံခေါင်းဆောင်တဲ့နောက်လိုက်ဆက်ဆံရေးစနစ်ကိုစတင်တည်ဆောက်ခဲ့ကြပါတယ်။ဒီစနစ်ဟာနောက်ပိုင်းမှာယာကူဇာဂိုင်းတွေရဲ့အသက်သွေးကြောအုပ်ချုပ်မှုပုံစံဖြစ်လာပါတယ်။တက်ကီယာတွေဟာတရားမဝင်တဲ့အလုပ်တွေကိုတိတ်လုံးလေးမရှိပေမဲ့အုပ်စုဖွဲ့ပြီးဩဇာသုံးအကာအကွယ်ပေးတဲ့စနစ်ကိုတော့သူတို့ကစတင်ခဲ့တာဖြစ်ပါတယ်။နောက်တစ်စုဖြစ်တဲ့ဘာကူဒိုတွေကတော့တရားမဝင်လောင်ကစားဝိုင်းတွေကိုဦးစီးသူတွေဖြစ်ကြပါတယ်။အဲဒီခေတ်ကအစိုးရဟာလောင်ကစားကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့အတွက်သူတို့တွေဟာလူသူကင်းဝေးတဲ့နေရာတွေနဲ့မြေအောက်ခန်းတွေမှာပုံအောင်ပြီးလှုပ်ရှားခဲ့ကြရပါတယ်။ဒီဘာကူဒိုတွေကနေတဆင့်လက်ရှိယာကူဇာတွေရဲ့နာမည်ကြီးရိုးရာဓလေ့ပေါ်ပေါက်လာတာဖြစ်ပါတယ်။အမားလုံးပြီးတောင်းပန်ရတဲ့အနေနဲ့လက်ချောင်းဖြတ်ရတဲ့ယူပစ်ဆူမဲဓလေ့နဲ့ခန္ဓာကိုယ်အနှံ့တတူးထိုးတဲ့အီရေဇူမီဓလေ့တွေကသူတို့ရှိကနေအစပြုခဲ့ကြတာပါ။ဘာကူဒိုတွေဟာတရားမဝင်အလုံးလုံးတဲ့သူတွေဖြစ်တဲ့အတွက်လက်နက်ကင်ဆောင်တာနဲ့အချင်းချင်းတပ်ဖြတ်တာတွေပိုရှိခဲ့ပြီးအခုခေတ်ယာကူဇာတွေရဲ့ကြမ်းတမ်းတဲ့ပုံရိပ်ကိုအဓိကပုံဖော်ပေးခဲ့သူတွေလည်းဖြစ်ပါတယ်။ယာကူဇာတွေကိုယ်တိုင်ကတော့သူတို့ရဲ့တမိုင်းကြောင်းကိုပိုပြီးဂုဏ်သိက္ခာရှိတဲ့ဇလန်းတွေကနေဆက်ပြောလို့ရှိကြပါတယ်။အဲ့လိုခေတ်အစပိုင်းမှာတခင်မဲ့ဆာမူရိုင်းတွေဖြစ်တဲ့ကာဘိုကီမိုနိုတွေဟာရွာသားတွေကိုအနိုင်ကျင့်ပိုးကြလေးရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာတာမန်အရက်သားတွေတဲကနေမာချီယကိုလို့ခေါ်တဲ့မျိုးဆောင်ဆောက်ရှောက်ရေးအဖွဲ့တွေပေါ်လာပြီးအဲ့ဒီစာမူရိုင်းတွေကိုပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ယာကူဇာတွေဟာသူတို့ဟာအဲ့ဒီမာချီယကိုရီစီကနေဆင်းသက်လာတဲ့စင်းရဲသားတွေကိုကာကွယ်ပေးတဲ့သူရဲကောင်းတွေလို့ခံယူထားကြပါတယ်။ဒါပေမဲ့တမိုင်းမှတ်တမ်းတွေအရတော့ဒါကိုဂုံတင်ထားတဲ့ဇလန်တပုတ်ပဲလို့ပညာရှင်တွေကယူဆထားကြပါတယ်။19ရာစုနှောင်းပိုင်းမေဂျီခေတ်ကိုရောက်လာတဲ့အချိန်မှာတော့ဂျပန်နိုင်ငံဟာခင်မီစက်မှုစုံအဖြစ်အသွင်ပြောင်းလာပြီးတက်ကီယာနဲ့ကာဘူရိုအဖွဲ့အစည်းတွေကလည်းအစိုးရရဲ့ဖိနှိပ်မှုကြားကနေရှင်သန်နိုင်မှုတရားဝင်စီးပွားရေးလုပ်ငန်းတွေနိုင်ငံရေးသမားတွေနဲ့စတင်ပတ်သက်လာပါတော့တယ်။အဲဒီကစလို့ခေတ်သစ်ယာကူဇာတွေရဲ့တမိုင်းအခမ်းကဏ္ဍအစပြိုးလာတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးဂျပန်နိုင်ငံရဲ့အခြေအနေဟာယာကူဇာတွေအတွက်အကြီးမားဆုံးအခွင့်အရေးကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။စစ်ရှုံးထားတဲ့ဂျပန်ပြည်မှာစီးပွားရေးတွေပြတ်ကျပြီးပြည်သူတွေငတ်မွတ်ခေါင်းပါလာတဲ့အခါယမိအီချီလို့ခေါ်တဲ့မှောင်ခိုဈေးကွက်တွေနေရာအနှံ့ပေါ်ပေါက်လာပါတယ်။အဲ့ဒီအချိန်မှာရဲတပ်ဖွဲ့တွေကလည်းလက်နက်သိမ်းထားခံရပြီးအင်အားနှဲပါတဲ့အတွက်ဒီမှောင်ခိုဈေးကွက်တွေကိုထိန်းချုပ်ဖို့ယာကူဇာတွေကဝင်ရောက်လာကြပါတယ်။သူတို့ဟာအခြေခံစားတောက်ကုန်ကအစမှောင်ခိုပစ္စည်းတွေအထိဖြန့်ဖြူးရောင်းချတာတွေကိုကြိုးကင်ခဲ့ကြပြီးစီးပွားရေးအရာအင်အားကြီးမားလာပါတယ်။ဒီကာလဟာယာကူဇာတွေအောက်ခြေလူဒန်းစားဘွားကနေဩဇာကြီးမားတဲ့မြေရောက်အဖွဲ့အစည်းတွေအဖြစ်ကိုကူးပြောင်းသွားတဲ့အရေးပါတဲ့အချိုးအကွေ့တစ်ခုဖြစ်ပါတယ်။ဒီလိုနဲ့1950ပြည့်နှစ်လွန်တွေလောက်မှာယာကူဇာတွေဟာနိုင်ငံရေးသမားတွေနဲ့စတင်ပြီးနီးနီးကပ်ကပ်ပတ်သက်လာကြပါတယ်။အထူးသဖြင့်စစ်အေးတိုက်ပွဲကာလမှာဂျပန်အစိုးရရောအမေရိကန်အုပ်ချုပ်ရေးအဖွဲ့ကပါကွန်မြူနစ်ဝါဒပြန်ပွားလာမယ့်အရေးကိုအတော်လေးစိုးရိမ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာမျိုးချစ်စိတ်ပြင်းထန်တဲ့လက်ရစွန်းဝါဒီတွေဖြစ်တဲ့ယာကူဇာတွေကိုအသုံးပြုပြီးတပိတ်မှောက်တဲ့အလုံသမားသမဂ္ဂတွေနဲ့လက်ဝဲရဲလှုပ်ရှားမှုကိုအကြမ်းဖက်နှိမ်နင်းခဲ့ရပါတယ်။ယိုရှီယိုကိုမာရာလိုမျိုးနောက်ွယ်ကနေကျိုးကန်ချဲလဲနိုင်တဲ့နိုင်ငံရေးပွဲစားတွေရဲ့အကူအညီနဲ့ယာကူဇာဂိုင်းအသီးသီးဟာပိုပြီးစီးလုံးလာကြပြီးနိုင်ငံရေးနယ်ပယ်မှာပါလွှမ်းမိုးမှုတွေရှိလာခဲ့ပါတယ်။ဒီအချက်ကသူတို့ကိုတရားဥပဒေရဲ့အထက်မှာတစိမ့်တစ်ပိုင်းရပ်တည်နိုင်အောင်အထောက်အကူအများကြီးပြုခဲ့ပါတယ်။
1960ပြည့်လွန်နှစ်တွေကနေ1980ပြည့်လွန်နှစ်တွေအတွင်းဂျပန်နိုင်ငံရဲ့စီးပွားရေးတဟုန်ထိုးတိုးတက်လာတဲ့အချိန်ဟာယာကူဇာတွေရဲ့ရှုခေတ်အထိုးအထိပ်ကိုရောက်ရှိလာတဲ့အချိန်လို့ဆိုနိုင်ပါတယ်။သူတို့ဟာတရားမဝင်လုပ်ငန်းတွေတည်တံ့လုပ်နေတာမျိုးမဟုတ်တော့ဘဲစောက်လုပ်ရေးအိမ်ချမ်းမြေဖျော်ဖြေရေးနဲ့ဗန္ဒာရေးဆိုင်ရာတရားဝင်စီးပွားရေးလုပ်ငန်းတွေတဲကိုပါဝင်ရောက်ရင်းနှီးမြှုပ်နှံလာကြပါတယ်။ဒီကာလမှာစုကာယာလို့ခေါ်တဲ့ကော်ပိုရေးငွေညှစ်သူတွေလည်းပေါ်ထွက်လာပါတယ်။သူတို့ဟာကုမ္ပဏီရဲ့ရှယ်ယာအနှဲငယ်ကိုဝယ်ယူထားပြီးအစုရှယ်ယာရှင်များအစည်းအဝေးတွေမှာပြဿနာရှာဖျက်ဆီးမယ်လို့ချိန်ချောက်ကကုမ္ပဏီကြီးတွေရှိကနေငွေကြေးအမြောက်များတောင်းခံလေးရှိကြပါတယ်။ကုမ္ပဏီတွေကလည်းသတင်းစိုးမထွက်အောင်နဲ့အစည်းအဝေးတွေချောချောမွေ့မွေ့ပြီးတော့အောင်ယာကူဇာတွေကိုလှုပ်ဝက်စွာငွေပေးကြေးအေးလေးရှိကြပါတယ်။ဒီရွှေခေတ်ကာလမှာအထင်ရှားဆုံးနဲ့အင်အားကြီးဆုံးဖြစ်လာတာကတော့ယာမာဂူချီဂူမီဂိုင်းကြီးပဲဖြစ်ပါတယ်။တတိယမြောက်ခေါင်းဆောင်ဖြစ်လာတဲ့ကာဇူအိုတာအိုကာရဲ့အုပ်ချုပ်မှုအောက်မှာဒီကိုင်းဟာတနိုင်ငံလုံးအတိုင်းအတာထိအင်အားတိုးချဲ့တည်ထွင်နိုင်ခဲ့ပြီးယာကူဇာလောကရဲ့အဓိကမန်နိုင်ကြီးဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာယာကူဇာတွေဟာမြေအောင်ပုံအောင်နေတာမျိုးမဟုတ်ပဲရုံးခန်းတွေကိုတရားဝင်ဖွင့်လှစ်ထားသလိုသူတို့ကိုင်းရဲ့အမှတ်တစိတ်ကိုပါရုံးရှိမှပြောင်ကြချိတ်ဆွဲထားလေးရှိပါတယ်။ကိုပိုင်မဂဇင်းတွေထုတ်ဝေတာတဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့အခါအစိုးရထက်အရင်ကူညီကယ်ဆယ်ရေးတွေလုပ်ပေးတာမျိုးတွေတောင်ရှိခဲ့ကြပါတယ်။ဒီလိုလုပ်ရက်တွေကြောင့်တာမန်ပြည်သူတွေကြားမှာသူတို့ကိုနင်ဂျိုလို့ခေါ်တဲ့သူရဲကောင်းဆန်ဆန်ကျင့်ဝတ်တွေကိုစောင့်ထိန်သူတွေအဖြစ်အထင်ကြီးလေးစားတာမျိုးတွေတောင်ရှိခဲ့ကြပါတယ်။1980ပြည့်လွန်နှစ်တွေရဲ့နှောင်းပိုင်းဂျပန်နိုင်ငံရဲ့ဘူပေါင်းစီးပွားရေးကာလမှာတော့ယာကူဇာတွေရဲ့ဒဏအင်အားမခံမနိုင်လောက်အောင်ကြီးမားလာခဲ့ကြပါတယ်။ဘန်တွေစီကနေငွေတွေအလဲတကူချေးယူပြီးအိမ်ချမ်းမြေကောက်ကင်းတွေနဲ့ stock share တွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ဒါပေမဲ့ပတ်စံတွေအရန်ပေါ်များလာတဲ့အခါဂိုင်းတွေကြားမှာအကျိုးစီးပွားလူရဲမှုတွေပိုများလာပြီးလမ်းမတွေပေါ်မှာအချင်းချင်းပြစ်ခတ်တပ်ဖြတ်တာတွေမကြာခဏဖြစ်ပွားလာပါတယ်။ဒီလိုအကြမ်းဖက်မှုတွေများလာတဲ့အခါမှာတော့ပြည်သူတွေရဲ့တိခဏနိုင်ဆန်ကုန်လာပြီးယာကူဇာတွေပေါ်ထားရှိတဲ့အမည်တွေမှာလည်းတဖြည်းဖြည်းပြောင်းလဲလာပါတော့တယ်။အဲ့ဒီချိန်ကစလို့ဂျပန်အစိုးရယာကူဇာတွေကိုနှိမ်နင်းဖို့ဥပဒေအသစ်စတင်ရေးဆွဲဖို့စတင်ကြိုးပမ်းလာပါတော့တယ်။1990ပြည့်လွန်နှစ်တွေကစပြီးဂျပန်ယာကူဇာတွေရဲ့နေဝင်ချိန်အစပြိုးလာပါတော့တယ်။အဓိကအကြောင်းရင်းကတော့ဂျပန်အစိုးရကယာကူဇာတွေကိုထိန်းချုပ်ဖို့အကြမ်းဖက်ဂိုင်းများစက်ညင်ဥပဒေပုံမှန်ကို1992ခုနှစ်မှာစတင်ပြဋ္ဌာန်းလိုက်တာပဲဖြစ်ပါတယ်။ဒီဥပဒေကြောင့်ယာကူဇာဂိုင်းတွေကိုတရားဝင်အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်သတ်မှတ်လိုက်ပြီးသူတို့ရဲ့ဝင်ငွေရှာနေတဲ့လမ်းကြောင်းတွေကိုအကြီးအကျယ်ပိတ်ပင်လိုက်ပါတယ်။အရင်ကဆိုရင်ယာကူဇာတွေဟာစောက်လုပ်ရေးလုပ်ငန်းနဲ့အိမ်ချမ်းမြေအလုပ်တွေမှာတရားဝင်လို့ပါဝင်ပတ်သက်ခွင့်ရခဲ့ပေမဲ့ဒီဥပဒေအသစ်ထွက်လာပြီးနောက်မှာတော့စီးပွားရေးလုပ်ငန်းရှင်တွေကသူတို့နဲ့ပတ်သက်ဖို့ကိုစိုးရိမ်လာကြပါတယ်။အဲ့ဒီအချိန်ကဂျပန်နိုင်ငံရဲ့ပူပေါင်းစီးပွားရေးကြီးပောက်ကွဲသွားတဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေတော့ယာကူဇာဂိုင်းတွေရဲ့ဝင်ငွေတွေကထိုးကျသွားပါတော့တယ်။အစိုးရရဲ့ဖိနှိပ်မှုတွေက2010ပြည့်လွန်နှစ်တွေမှာပိုပြီးပြင်းထန်လာပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ယာကူဇာဖယ်ကျင်ရေးဥပဒေတွေကိုထုတ်ပြန်ခဲ့ပါတယ်။ဒီဥပဒေရဲ့အဓိကရည်ရွယ်ချက်ကတာမန်ပြည်သူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုယာကူဇာတွေနဲ့စီးပွားရေးအဆက်အသွယ်လုံးဝမလုပ်အောင်တားမြစ်လိုက်တာပါအကျိုးဆက်အနေနဲ့ယာကူဇာအဖွဲ့ဝင်တယောက်ဖြစ်နေပြီဆိုရင်ဘဏ်အကောင့်ဖွင့်ခွင့်မရှိသလိုအိမ်ငှားတာကားဝယ်တာအာမခံထားတာတွေအပြင်တာမန်ဖုန်းကတ်တစ်ခုဝယ်ဖို့တော့မဖြစ်နိုင်တော့ပါဘူးတကယ်လို့စီးပွားရေးလုပ်ငန်းရှင်တယောက်ဟာယာကူဇာတွေကိုငွေပေးတာဒါမှမဟုတ်အကူအညီပေးတာကိုရဲကမိသွားရင်အဲ့ဒီလုပ်ငန်းရှင်ကိုပါနာမည်ပြက်စင်းသွင်းပြီးအရေးယူတဲ့အထိပြင်းထန်လာပါတယ်ဒီလိုနဲ့လူအဖွဲ့အစည်းတွေကနေအပီးတိုင်ဖယ်ကျင်ခံလိုက်ရတဲ့အတွက်ယာကူဇာတွေရဲ့ဘဝအရင်လိုကြွကြွဝဝနေလို့မရတော့ပဲခိုးကြောင်ခိုးဝမ်းနဲ့ရှင်သန်နေရတဲ့အခြေအနေကိုရောက်သွားပါတယ်။လက်ရှိမျက်မှောက်ခေတ်ယာကူဇာတွေရဲ့အခြေအနေကတော့တမိုင်းတစ်လျှောက်အဆိုးရွားဆုံးအခြေအနေကိုရောက်နေရလို့ပြောလို့ရပါတယ်။ယာကူဇာအဖွဲ့ဝင်အရေးအတွက်ဟာ1960ပြည့်လွန်နှစ်တွေကလူပေါင်း1,800,000ဝန်းကျင်ထိအမြင့်ဆုံးရှိခဲ့ပေမဲ့အခုချိန်မှာတော့လူပေါင်း1,000ကျော်2,000ဝန်းကျင်လောက်ပဲကျန်ပါတော့တယ်။အဆိုးဆုံးကတော့ဂိုင်းဝင်အစ်စ်တွေမဝင်လာတော့တာပါပဲလူငယ်တွေကယာကူဇာဘွားဟာဝင်ငွေမကောင်းတဲ့အပြင်လူအဖွဲ့အစည်းကပါဖယ်ကျင်ထားတာကိုသိရတဲ့ဂိုင်းထဲကိုမဝင်ကြတော့ပါဘူးဒါကြောင့်လက်ရှိယာကူဇာအဖွဲ့ဝင်အများစုဟာအသက်50နဲ့60ကျော်အရွယ်တွေဖြစ်နေပြီးဂိုင်းတွေထဲမှာအသက်ကြီးရွယ်ကိုပြဿနာကိုအကြီးအကျယ်ရင်ဆိုင်နေရပါတယ်2015ခုနှစ်မှာအကြီးဆုံးဂိုင်းကြီးဖြစ်တဲ့ယာမာဂူချီဂူမီဂိုင်းကြီးအတွင်းသဘောထားကွဲလွဲမှုတွေဖြစ်ပြီးခွဲထွက်သွားကြတဲ့အတွက်သူတို့ရဲ့အင်အားပိုပြီးတော့ဆုတ်ယုတ်သွားပါသေးတယ်။အဲ့ဒီ2015ခုနှစ်ကဂိုင်းကြီးနှစ်ချမ်းကွဲသွားတဲ့အဖြစ်စဉ်ကိုအသေးစိတ်ပြန်ကြည့်မယ်ဆိုရင်စက်တမမြောက်ခေါင်းဆောင်ဖြစ်တဲ့ရှင်နေဦးစူဘာကာနဲ့တကုံကောင်းဆန်တဲ့အုပ်ချုပ်ရေးပုံစံကိုမကျေနပ်ရကနေအစပြုခဲ့ကြတာဖြစ်ပါတယ်။သူဟာဂိုင်းရဲ့ဌာနချုပ်ကိုသူ့ရဲ့မူလအုပ်စုတွေရှိတဲ့နာဂိုယာမြို့ဘက်ကိုပြောင်းရွှေ့ဖို့ကြိုးစားခဲ့တယ်လို့အဓိကလုပ်ပိုင်ခွင့်တွေနဲ့ယာရုနေရာတွေကိုလည်းသူ့လူတွေကိုပဲပို့ပြီးပေးအပ်ခဲ့ပါတယ်။ ဒါ
ဒါအပြင်အခြားလက်အောက်ခံဂိုင်းခွဲတွေစီကနေလစဉ်ဆက်တက်ရမယ့်ငွေကြေးပမာဏကိုအစမတန်တောင်းခံခဲ့တဲ့အတွက်အောက်ခြေကဂိုင်းသားတွေမှာငွေရှာရတဲ့ဖိအားတွေအလွန်အမင်းများပြားလာပါတယ်ဒီလိုအခြေအနေတွေကြောင့်ဂိုင်းအတွင်းမှာအကြီးကျယ်သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပြီးအင်အားကြီးမားတဲ့ခေါင်းဆောင်ပိုင်းတချို့ကဥဆောင်ခွဲထွက်ကကိုဘီယာမာကိုချီဂူမီဆိုပြီးဂိုင်းတစ်ခုကိုတီးခြားထူထောင်လိုက်ကြပါတယ်ဒီလိုအင်အားအကြီးဆုံးဂိုင်းကြီးနှစ်ချမ်းကွဲသွားတဲ့အတွက်မူလဂိုင်းကြီးနဲ့ခွဲထွက်ဂိုင်းတို့ကြားမှာနယ်မြေအကျိုးစီးပွားလူပွဲတွေပြင်းပြင်းထန်ထန်စတင်လာပြီးအချင်းချင်းကားနဲ့တိုက်တာတနန်းနဲ့လှုပ်ကြံတက်ဖြတ်တာစတဲ့အကြမ်းဖက်မှုတွေဂျပန်နိုင်ငံအနှံ့အပြားမှာပေါ်ပေါက်လာပါတယ်ဒီလိုပြစ်ခတ်မှုတွေကြောင့်တာမန်ပြည်သူလူထုရဲ့လုံခြုံရေးကိုပါချင်းချောက်လာတဲ့အခါရဲတပ်ဖွဲ့ကလည်းအရင်ကတည်းကပိုပြီးပြင်းပြတဲ့နှိမ်နင်းရေးတွေဥပဒေတွေထုတ်ပြီးနှစ်ဖက်စလုံးကခေါင်းဆောင်ပိုင်းတွေကိုအပြင်းထန်ဖမ်းဆီးအရေးယူရပါတော့တယ်နောက်ဆုံးမှာတော့ဒီပြိုကွဲမှုကြီးဟာဂိုင်းသားအချင်းချင်းတပ်ဖြတ်ကြရင်ယာကူဇာလောကတစ်ခုလုံးရဲ့ဩဇာအာဏာနဲ့စီးယုံမှုကိုအဆိုးရွားဆုံးထိခိုက်ပျက်စီးစေခဲ့ပြီးရဲတပ်ဖွဲ့အတွက်သူတို့ကိုအလွယ်တကူအမြင့်ပြတ်ချေမှုန်းနိုင်မှုအကောင်းဆုံးခွင့်ရေးကြီးတစ်ခုဖြစ်သွားပါတော့တယ်သူတို့ဂိုင်းဟာအရင်ကလိုတရားမဝင်လောင်းကစားဝိုင်းတွေပြည်တဲ့စားလုပ်ငန်းတွေမူရစ်ဆေးဝါးနဲ့လက်နက်မှောင်ခိုကနေငွေရှာနေစေဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့အွန်လိုင်းကနေငွေလိမ်လည်တဲ့စိုက်ဘာမှုခင်းတွေဘက်ကိုပို့ပြီးဦးတည်လာကြပါတယ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကဂျပန်နိုင်ငံရဲ့ဥပဒေအသစ်တွေအရအောက်ခြေကဂိုင်းသားတွေကျူးလွန်တဲ့ပြစ်မှုတွေအတွက်အပေါ်ကခေါင်းဆောင်ပိုင်းမှာလည်းတာဝန်ရှိတယ်ဆိုပြီးသတ်မှတ်လိုက်တာပါပဲဒါကြောင့်2025ခုနှစ်တွေမှာဖူကူအိုကာဒေသတာမန်ပြည်သူတွေဟာသူတို့ကိုငွေလင်လည်သွားတဲ့ဂိုင်းသားတွေရဲ့လုပ်ရက်တွေအတွက်ဂိုင်းချုပ်ဖြစ်တဲ့ကင်အီချီရှီနိုရာကိုယ်တိုင်နင့်နာကြီးပေးရမယ်ဆိုပြီးတရားရုံးမှာတရားစွဲဆိုတာမျိုးတွေအထိရှိလာခဲ့ပါတယ်ယာကူဇာခေါင်းဆောင်ကြီးတယောက်ကိုတာမန်ပြည်သူတွေကတရားစွဲတယ်ဆိုတာအရင်ခေတ်တွေတုန်းကတော့လုံးဝစိတ်ကူးရင်လို့တော့မရတဲ့အဖြစ်အပျက်မျိုးဖြစ်ပါတယ်အခုခေတ်မှာတော့ယာကူဇာတွေဟာအရင်လိုဓာတ်တွေတနက်တွေကင်ပြီးလမ်းမတွေပေါ်မှာချင်းချောက်ငွေညစ်တာမျိုးတွေတိတ်မလုံနိုင်ကြတော့ပါဘူးအသက်ရှင်ရက်တည်ဖို့အတွက်အင်တာနက်ကနေတဆင့်လိမ်လည်တာတွေစိုက်ဘာမှုခင်းတွေနဲ့တရားမဝင်စေးရောင်းချတာတွေလိုမျိုးမျက်မြင်မထင်ရှားတဲ့မှောက်ကိုအလုပ်တွေဘက်ကိုပြောင်းလဲလောက်ကင်လာကြပါတယ်ဒါပေမဲ့ရဲတပ်ဖွဲ့ရဲ့နီးပညာနဲ့စောင့်ကြည့်မှုတွေကလည်းအားကောင်းလာတဲ့အတွက်သူတို့ရဲ့လှုပ်ရှားမှုတွေဟာအရင်လိုလွတ်လွတ်လပ်လပ်လုပ်လို့မရတော့ပါဘူးအနှစ်ချုပ်အားဖြင့်ပြောရရင်တစ်ချိန်ကဂျပန်နိုင်ငံရဲ့နိုင်ငံရေးနဲ့စီးပွားရေးလောကမှာဩဇာကြီးမားခဲ့တဲ့ယာကူဇာတွေဟာအခုအခါမှာတော့တင်းကျပ်တဲ့ဥပဒေတွေနဲ့ပြည်သူလူထုရဲ့အထီးကျန်စွာဖယ်ကျဉ်မှုတွေကြားမှာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတော့မယ့်အန္တရာယ်ကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်ဒီလိုဘိုးတုဒ္ဒရစရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ Infosys Channel လေးကိုလည်း Subscribe လုပ်သွားဖို့မမေ့ပါနဲ့အောင်ခင်ဗျာ